Hayare, no, Junodo, Ewing Kilichan, Pipare, Suro, Junodo, Ba, Chanchale, Solution, Akuchima, the King Kridoku, Tudoka, Mio, Pitting way Pani Jare Kala Pete, the King Kridoku, a pit, no, Suni Jare, a jungle, Jani, so the King Kridoka. The Kule Canari Piare, Nemacone Pukuricole, Jama Sere, Messi Minituole, no, Messi Minsere, Alune Pilar Kajaro, the King Crido, Losan Ayati, Paya the King and Lara Mohobu, to go to Paya Suma Piocha, Luta Mahoula, Suma, Janta Siari, Farishe Urianibiro, the King Isuko, Chauke Nebono, people, Jusani Jare, so Julu Murie. Town dancing la solution to do a pillow de puku banelo chale solution chauke no mate machin ra pichara no so a myotamin te yoga yauja mashibe ne no alumio ne to a ko wen sound le solution to ka a pi julo ne puku phit de sui ma to chauke ne le pi te de thin thi bo no chauke ne pi de so the king crit do le be ko bo no Kuoku Payalo, Kore, Piloshin, the Kulekanale Piare, Eri Ayaka, Paya the Kinsian, Lare Maho, Ayamahobu, Tukotu, Chimona, Pede, Swima, Julu Mio Lurigabo, no, Farishe Luriana Biro, the King Credo, Chokene, people, the Jusani Jara, Loni Jare, and met the King Credo, no, Tudo ye, no. Piolore Ayako, Namali Tebu, Sima, Eriniako, the Kulekanama Piarovene, the Chani Abono, Yodami the Peko, Tretuare, Sure Habono, Chayare, Nopama, Tuti, the King Crito, Piede Sura, the Chuto Pukuri Jaro, Yonchila Jare, the Chuto Pukuriga Mayonchi Bu, Sima, Eri a John Ayako Bono, Genodo Chaniare, Suro Father Bono, a Twechong solution. Father Peter Lazing ordination kind of chima to a pure sure yabono, Father 3 times to a bapiole solution. A yendong general Falanga nebono, Falamio Pogane, Peroma Ponchi, Yaname Mahobu, Sima, Pure Jare, Namechono, Payati, Matana Yamahobu, Bono, Tuga Father Peter Zinti, Hoabono, Zutuka nebono, သူရဲ့ယွာပေါ့နော်ဖာဒါဂျေရောင်တို့ယွာကပေါ့နော်သူတို့ဖလန်းကိုနေတာပေါ့နော်သူတို့ငေကလေးကဖလန်းအခုအဖေမေဆိုလဲဖလန်းမှာနေတယ်ဖလန်းကနေပေါ့နော်ပထမဦးဆုံးလို့ပြောမှာပေါ့နော်သူကဖုန်ကြီးဖြစ်တာဆိုတော့သူကအနည်းနော်60 90ထိပေါ့နော်80ထိသူခရိယန်ဖြစ်လာပေါ့နော်တော်တော်ကြာပြီကက်သလိခရိယန်ဆိုတာကက်သလိဖြစ်တာဒါပေမဲ့ဖလန်းမျိုးပေါ်နေဖုန်ကြီးဖြစ်နိုင်မှာမဟုတ်ဆိုတော့ချူရီကပြောတယ်တဲ့ပေါ့နော်ပြောတယ်ဒါပေမဲ့အခုအဲ့ဒီ ordination ခံတဲ့အချိန်ပေါ့နော် Jesus တင်စကားပြောတဲ့အချိန်မှာသူကပြောတာပေါ့နော်ကျွန်တော်တို့လူတွေကတော့တဲ့ဖလန်းမျိုးပေါ်နေဖုန်ကြီးဖြစ်နိုင်မှာမဟုတ်ဘူးစီမပြောကြတယ်တဲ့အဲ့ဒီအရာကဘာအကြောင်းဖြစ်မလဲဆိုတာတော့ကျွန်တော်လည်းမသိဘူးတဲ့ဆိုတော့ကျွန်တော်တို့ဖျားအမှုတော်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေကအရင်နောင်ကပေါ့နော်ကောင်းကောင်းမွန်မွန်မပြုတ်ဆူကြလားကောင်းကောင်းမွန်မွန်ပေါ့နော်မကျူဆူကြလားမသိဘူးကျေးဇူးတော်ရရှိလို့ပေါ့နော်တခြားဖလန်းနေကနဲ့ပေါ့နော်လောင်ပန်ပေရစ်ဖလန်းပေရစ်နဲ့ဆိုလို့ချင်းစားချူနော်အခုလောင်ပန်ပေရစ်နဲ့ဆိုလို့ချင်းဗလဲအများကြီးပေါ့နော်ဖုန်ကြီးတွေဆက်ဆက်အများကြီးရှိတယ်ဆိုတော့အဲ့လိုမျိုးစူကြတယ်တဲ့ဒါပဲမဲ့တဲ့ဒီနေ့ ordination ကျွန်တော်ခံတဲ့ခြင်းဒီဖျားသခင်ဒီကျွန်တော်တို့ကိုးစားတယ်ဆိုလို့ရှိရင်ယုံကြည်တယ်ဆိုလို့ရှိရင်ဖျားသခင်ကကျွန်တော်တို့ကိုကျွန်တော်တို့အလေမှာရွေးကောက်တယ်လူတွေစဉ်းစားတာထက်ပေါ့နော်ဖျားလွတ်ဆောင်တဲ့အရာဒီတကယ်နော်ဂျေဇုတော်ရရှိတယ်ဆိုရင်မှပေါ့နော်ပြောဆိုတဲ့အရာဖာဒါကတတိထားမိတယ်ပေါ့နော်ဆိုတော့ဖာဒါလေးပဲဖာဒါပေါ့နော်ဖာဒါတို့ဒီRezo Paris ဘောနော်အရင်တော့ကဆိုနရင် Paris နဲ့အဲ့လိုမျိုးရှိတယ်အဲ့ဒီတော့ကဆိုလို့ရှိရင် Father Bar ကနေပြီးတော့ကျွန်တော်တို့ဘောနော်မျိုးစီတွေကြည်ကြတယ်ကျွန်တော်နရင်မှာဆိုလို့ရှိရင်ဆရာတော်ဘုရားနဲ့တူဖောင်းတော်ကြီးတွေဆယ်တွေအများကြီးရှိတယ်ပြီး Rezo နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဖောင်းကြီးတင်တန်းရောနော်မိုင်နာကြောင်ရောအများကြီးတိတ်ကြတယ်ဒါပေမဲ့ဖုန်ကြီးဖြစ်တဲ့သူတရားမရှိသေးဘူး
ဆိုတော့နှစ်ရင်ပေးရစ်မှာကျတော့ကျွန်တော်တို့အများကြီးဖုန်းကြည့်ရဆယ်ရီရောထွေးတယ်ရီဇွာပေးရစ်နဲ့နှစ်ရင်ပေးရစ်ဆိုလို့ရှိရင်အတူတူလောက်ပါပဲတစ်နှစ်လောက်ပဲကွာတယ်အခုဆိုလို့ရှိရင်နှစ်60ကျော်80လောက်ပေါ့နော်ကျွန်တော်တို့ကက်သလစ်ဖြစ်ရတာရှိနေပြီဆိုတော့အဲ့မှာသူတို့ကမျိုးခုနပြောတယ်လို့ပေါ့ကျွန်တော်တို့ Rizwa Paris မှာဆိုလို့ရှိရင်အဲ့ဒီအရင်တုန်းကတတရာပြုတ်ခဲ့တဲ့ sister တွေဖုန်းတော်ကြီးတွေပေါ့နော်ဓမ္မဆရာတွေရောကောင်းကောင်းမွန်မွန်မစစ်ဆန်ကြလားကျွန်တော်တို့ရဲ့ရွာမှာဆိုလို့ရှိရင်ကြီးစုတော်မရှိလားအခုချင်းထိဖုန်းကြီးမရှိသေးဘူးနော်စီမပြောကြတာအခု Father Sisters level နော်အဲ့ဒီတုန်းက Brother Sisters level နော်ဖုန်းကြီးဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဆိုတော့အဲ့ဒီကြားတွေကလေ Father ကလေကြားမကြီးအမျိုးချူတက်တာပေါ့နော်ဟွာဖြစ်လိုက်ဒီဟာဖြစ်လိုက်နေပေါ့နော်ဆိုတော့လူတွေကအဲ့လိုပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ပေါ့နော်နှစ်60ကျော်မှပါဖုန်ကြီးတပါပေါ့နော်ဖာဒါကပထမဦးဆုံးရေစွာပေးရဆန်ပေါ့နော်ဖုန်ကြီးဖြစ်လာတာဆိုတော့ဖာဒါဆူလိုချင်တဲ့အရာဒီကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့သာသနာပြုခဲ့တဲ့နော်ပုဂ္ဂိုလ်ကြီးကျွန်တော်တို့ရန်ဒုက္ခခေခဲကြီးများစွာကြုံနေရတယ်ပြီးရင်သူတို့ကနိုင်ငံခြားသားဖြစ်တဲ့လျောက်ပေါ့နော်သူတို့ဒီနေထိုင်ရတာအစီမပြေမှုလေးတွေအများကြီးသူတို့ကြုံကြမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီချင်းရခါတော့ကဆိုလို့ရှိရင်ကြည့်ဆိုတော့ကျွန်တော်တို့ဟွာပဲစားတာလေဗာလေပြောင်းဖူးနော်ဆိုင်တော်မှမစားနိုင်သေးဘူးเนาะဆိုတော့သူတို့ကအဲ့ဒီချင်းတော်ကအဲ့လိုနဲ့သူတို့သာသနာပြုလာကြတယ်เนาะဆိုတော့ကျွန်တော်တို့ဟာခါဖေးမှာဆိုလို့ရှိရင်ဆာဖာဒါเนาะဖာဒါရဲပြီးလို့ရှိရင်လွန်ပန်းဖေးမှာဆိုလို့ရှိရင်ဖာဒါမူဖာပေါ့เนาะအဲ့လိုနဲ့ကျွန်တော်တို့သူတို့ကသာသနာပြုခဲ့ကြရင်မှပေါ့เนาะသူတို့ရှောက်လန်းခဲ့ကြတယ်ဆိုတော့ကျွန်တော်တို့အခုနဧဝံဂေလိကျမ်းထဲမှာကြားရတဲ့အရာနဲ့ကျွန်တော်တိုက်ဆိုင်တဲ့သခင်ခရစ်တော်တော်မှသူတို့เนาะသူဖျားသခင်အမှုတော်ကိုနော်ဆောင်ရွက်နေတဲ့အချိန်မှာနော်နေမကောင်းတဲ့သူကိုလည်းကျမ်းမာစေတယ်ဖျားနာတဲ့သူကိုလည်းပြန်လေကျမ်းမာစေမျက်စိမြင်တဲ့သူလည်းကျမ်းမာစေတယ်နော်ပြန်မြင်စေတယ်အဲ့ဒီနော်သခင်ခရစ်တော်တော်မှာသူတို့လက်မခံချင်ကြဘူးသခင်ခရစ်တော်တော်မှာကြောက်ခဲနဲ့သူတို့ပို့လုံနေကြတယ်ဆိုတော့သူကနော်မတုတ်ပြန်ခဲ့ဘူးဒါပေမဲ့သူ့ရဲ့နော်ပြုတ်မှုခဲ့တဲ့အရာဒီနော်ဘာနဲ့သူကကျွန်တော်တို့တွေ့ရလေဆိုလို့ရှိရင်ကျွန်တော်တို့ဒုက္ခဆရာများမျိုးခံပြီးမှเนาะကျွန်တော်တို့လေဝါကအတိုင်းမှာကျွန်တော်တို့အသေးခံပြီးမှเนาะကျွန်တော်တို့တောင်းရမျိုးတောင်းနေ၌ကျွန်တော်တို့ရှင်းပြန်ပြီးတော့ထပ်မြောက်စေတယ်ကျွန်တော်တို့လူသားတွေအားလုံးကိုပေါ့เนาะဂေတင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝတက်တာကျွန်တော်တို့ပေါ့เนาะဖះအမှုတော်ဆောင်ကျွန်တော်တို့ပေါ့နော်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခြေနင်းတဲ့နေရာလို့ပြောပါတော့ခြေနင်းတဲ့နေရာသူတို့ကောင်းကြီးရရှိတယ်တဲ့ပြီးလို့ရှိရင်သူတို့မစ္စာဟောတဲ့နေရာပေါ့နော်အဲ့ဒီမစ္စာဟောတဲ့နေရာဒီသူတို့ကောင်းကြီးရှိတယ်တဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘဝတက်တာမှာကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်တို့เนาะ LGC မှာရှိကြတယ်ကျွန်တော်တို့ဖះအမှုတော်ထမ်းဆောင်နေတဲ့ဆရာတွေရှိတယ်ကျွန်တော်တို့ကိုပကလူကြီးတွေရှိတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့เนาะလူငယ်ခေါင်းဆောင်တွေရှိတယ်မိခင်တွေခေါင်းဆောင်တွေရှိတယ်ဒီအရာတွေလည်းကျွန်တော်တို့ဖះအမှုတော်ဆောင်တဲ့သူပေါ့เนาะဆိုတော့အဲ့လိုမျိုးပုဂ္ဂိုလ်ကကျွန်တော်တို့မှန်ကန်တဲ့တရားနဲ့ကျွန်တော်တို့ကြင်ကြံဟောပြောတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကြီးစုတော်ရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီအရာကကျွန်တော်တို့ပေါ့เนาะကြီးစုတော်လာယူပေးတဲ့ပုဂ္ဂိုလ်ဆိုတာကျွန်တော်တို့ဘာသာသူဖဲကနေသိရမယ်ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီတရားဟောတဲ့ပုဂ္ဂိုလ်တွေကျွန်တော်ကိုပကလူကြီးတွေမိခင်ဥက္ကဋ္ဌတွေဖခင်ဥက္ကဋ္ဌဖုန်းကြီးတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကျူးစာပြန်ပြီးတော့ထုတ်ရှုရမယ့်အရာကပါလေဆိုလို့ရှိရင်ကျွန်တော်တို့လည်းပဲသခင်ခရစ်တော်လိုပဲကျွန်တော်တို့เนาะဖခင်အမှုတော်ထမ်းဆောင်တဲ့ချိန်မှာအခက်ခဲတွေနောက်ဆက်တွေအတားအဆီးတွေအများကြီးကြုံရတယ်ဒါပေမဲ့ဒီအရာတွေဒီကျွန်တော်တို့အခက်ခဲဆိုတဲ့အရာအတားအဆီးဆိုတဲ့အရာဒီကျွန်တော်တို့เนาะအဲ့ဒီအရာကကျွန်တော်တို့အမေးရန်ရှိစမေဖြစ်မယ်ဒါပေမဲ့အဲ့ဒီအရာဒီသခင်ခရစ်တော်နဲ့ကျွန်တော်တို့ပူပေါင်းတယ်သခင်ခရစ်တော်နဲ့အတူကျွန်တော်တို့လောက်ဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောင်မြင်နိုင်မှာဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့သခင်ခရစ်တော်မပါဘဲနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်တော့မှကျွန်တော်တို့ရဲ့အဲ့ဒီအခက်အခဲတွေကိုကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ရဲ့နော်ဘဝတက်တာမှာအခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဝါတွင်းကာလဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပတ်ဆိုလို့ရှိရင်ပေါ့နော်မနေ့ပြန်တစ်ဖက်ခါဆိုလို့ရှိရင်ကျွန်တော်တို့ပန်းဆန်ဒေးရောက်ရှိမှာဖြစ်တယ်ပန်းဆန်ဒေးပြီးလို့ရှိရင်ကျွန်တော်တို့ Hollywood တွင်မှာဆိုလို့သခင်ခရစ်တော်ပို့ပြီးတော့နော်သူကိုနော်ဆွေးကြတယ်ပြတင်ကြတယ်နော်သူကိုဖန်စီဖို့လှုပ်ဆောင်နေကြတဲ့เนาะအချင်းတမရဖြစ်တယ်ချင်းကာလဖြစ်တယ်ဆိုတော့ကျွန်တော်တို့သခင်ခရစ်တော်ကကျွန်တော်တို့
ချစ်တဲ့အတွေ့ကြောင့်နော်မျိုးဒုက္ခဆရာခံနေအသက်တော်ပေးစိမ်မှာသူ့ရဲ့အသွေးတော်နဲ့ကျွန်တော်တို့ကေတင်ခဲ့တယ်သူ့ရဲ့အသွေးတော်ရဲ့အသားတော်အကုန်လုံးပဲသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ကျွန်တော်တို့နော်ပေးစားတဲ့နော်အချစ်ဖြစ်တယ်ဆိုတော့လူသားကကျတော့ကျွန်တော်တို့ရဲ့အချစ်ကျွန်တော်တို့ပေးနိုင်တဲ့အရာဒီကျွန်တော်တို့ပေါ့နော်ခန္ဓာကိုယ်နဲ့ကျွန်တော်တို့လေးပြီးမှကျွန်တော်တို့မပေးနိုင်သေးဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ဘုရားအပေါ်မှာယုံကြည်တဲ့အရာကျွန်တော်တို့เนาะပေးနိုင်တဲ့အရာရှိတယ်အဲ့ဒီအရာဒီကျွန်တော်တို့ပေါ့เนาะလိုအပ်နေတဲ့နေရာမှာကျွန်တော်တို့ကိုငင်လိုအပ်တဲ့သူ့ကိုကျွန်တော်တို့ကိုငင်ချင်းကျွန်တော်တို့ပေးကမ်းဖို့လူတန်းတဲ့အရာကိုပေးကမ်းချင်းเนาะဆူတောင်းပေးဖို့လိုအပ်နေတဲ့ပုဂ္ဂိုလ်ကိုဆူတောင်းပေးချင်းเนาะဒီအရာကကျွန်တော်တို့เนาะလောက်ဆောင်နိုင်တဲ့ကျွန်တော်တို့ခရိယန်တယောက်ချင်းစီရဲ့လောက်ဆောင်နိုင်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့နော်ဘဝတတမှာကျွန်တော်တို့စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ပေါ့နော်တွားဖို့ကြင်ကြံဖို့ကျွန်တော်တို့ကြိုးစားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့နော်ကိုယ့်ရဲ့ဘဝကိုကူမပန်ဘူးကူမပန်တဲ့အခါကျတော့ကျွန်တော်တို့ဘယ်လိုဖြစ်လာမလဲဘယ်လိုလာမလဲဆိုတော့ကျွန်တော်တို့ဘယ်သူမှကျွန်တော်တို့မပန်ဘူးခဏနဲ့ကြာရင်ကျွန်တော်တို့ကျမတို့ပေါ့နော်အစီအစဉ်တော့ဆွေးထားကြတယ်ဒါပေမဲ့ကျွန်တော်တို့ပြောလို့မရခလုတ်တန်းရင်းနဲ့ကျွန်တော်တို့ပေါ့နော်လေးကျသွားနိုင်တယ်ခလုတ်တဲ့ရင်နဲ့ကျွန်တော်တို့အသက်ကိုဆောင်းရှောင်းနိုင်တယ်မနေ့ကဆိုလို့ရှိရင်ဖာသာပေါ့နော် Facebook မှာဖတ်တဲ့ဟာပါလေဆိုလို့ရှိရင်မြန်မာပေါ့နော်ပမာတချင်းစူတတ်တဲ့ပစ်ချီဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့ရန်ကုန်မှာအဆူတော်တယောက်ပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုစီတာခေရှိတယ်ပေါ့နော်ဓာတ်စီရီဒီဇယ်ရီနော်လူယူမှနော်သူတို့ယူကြတယ်အဲ့ဒီတန်းစီနေတဲ့အချိန်မှာလူအများကြီးဆိုတော့မြန်မာပြည်မှာနေလေတာပူရင်နော်ဒါပူဆိုတော့သူကလည်းပဲအဲ့ဒီပစ်ချီဆိုတဲ့အဆူတော်တယောက်ကလည်းပဲနော်သူကစီကိုနော်ဝေဖို့တန်းစီနေတဲ့ချိန်မှာပဲနော်ကားပေါ်မှာအဲ့လိုမျိုးကားမောင်းရင်းနဲ့နော်နှလုံးဖောက်ပြီးမှသွေးကြောပိတ်နေရလားမနော်အဲ့လိုနဲ့သူကကားပေါ်မှာပဲနော်အသက်ဆုံးရှုံးတယ်ဆိုတဲ့ဟာပေါ့နော်တွေ့ရတယ်ဆိုတော့ဖာဒါဆိုလိုချင်တဲ့အရာဒီကျွန်တော်တို့ပေါ့နော်လူတွေကကျွန်တော်တို့တကယ်အဖြစ်ပြက်တွေတကယ်လက်တွေ့တွေကြုံတဲ့အခါကျမှငါရဲ့ဘဝငါရဲ့တက်တာဆိုရင်မှကျွန်တော်တို့ဖခင်ကရှိပါလားရှိလားဆိုရင်မှကျွန်တော်တို့စဉ်းစားကြတယ်ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ဝမ်းမြောက်နေတဲ့အချိန်မှာဘာမှမဖြစ်နေတဲ့အချိန်မှာကြမ်းမာနေတဲ့အချိန်မှာကျတော့ကျွန်တော်တို့ဖခင်ကိုယုံကြည်တဲ့အရာဒီပုံမှန်အနေနဲ့ပဲယုံကြည်တာတကယ်စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့မယုံကြည်ကြသေးဘူးเนาะဆိုတော့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အားနေကြသေးတယ်ဆိုတော့ဘာပြောကြလဲဆိုလို့ရှိရင်မတာတစ်ခေါက်ကျောင်းစေခေါက်တဲ့နော်ဗမာစကားပေါ်စမတာတစ်ခေါက်ကျောင်းစေခေါက်လို့ပြောတဲ့အရာဒီအဲ့ဒီပေးရပါလေဆိုလို့ရှိရင်မတာဆိုအတုပတ်မှာတော့တစ်ခါတည်းတဲ့ပြီးလို့ရှိရင်ဖះကျောင်းသွားတာတော့စေခါအဲ့ဒီအတုပတ်သွားတာတစ်ခါနဲ့ပြီးရင်ဖះကျောင်းသွားတာစေခါညီမြတယ်လို့ပြောတာဆိုတော့ဖះကျောင်းကတော့စေခါသွားတယ်တဲ့ဒါပေမဲ့မတာနော်အတုပတ်မှာတော့တစ်ခါတည်းသွားတယ်လေအဲ့ဒီဆိုလို့ချင်းတဲ့အရာဒီအတုပတ်အိမ်မှာတစ်ခါသွားတာဒီနော်ဆိုတော့အဲ့မှာအတုပတ်ကိုကျွန်တော်တို့တည်တဲ့အကြောင်းအရာကျွန်တော်တို့သိကြတယ်ဆိုတော့သူကယောဂနဲ့တည်တာလားအဆီဒက်နဲ့တည်တာလားဆိုမှအဲ့ဒီအတုပတ်မှာရောက်နေတဲ့ချိန်မှာကျွန်တော်တို့အဲ့ဒီအတုပတ်လူသေးအလောင်းကိုကြည့်တဲ့ခါကျရင်ကျွန်တော်တို့စိတ်ထဲမှာပေါ့နော်ကျွန်မလေးကျွန်တော်လေးတနေ့တစ်ချိန်ကျရင်တည်ရမယ့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုမှအဲ့ဒီချိန်မှာစဉ်းစားကြတာအဲ့ဒီချိန်မှာတရားရတယ်တဲ့နော်ဖះเจ้าမှာကျတော့ဆေခါသွားရင်လည်းပဲနော်တခါသွားရင်လေအဲ့ဒီ conversion မရသေးအပြန်ထားရလီလို့ဒီဆိုတော့စေတခါသွားရင်နှစ်ခါသွားရင်သုံးခါเนาะစေခါထိလို့ပြောတယ်ပေါ့เนาะဆိုလိုချင်တဲ့အရာဒီကျွန်တော်တို့ရဲ့ဘဝဒီကျွန်တော်တို့ဘယ်သူမှမပန်ဆန်ဘူးဆိုတော့ကျွန်တော်တို့ရနော်ဖះကိုကျွန်တော်တို့အမေးတဲ့ယုံကြည်ရမယ်ကျွန်တော်တို့ဖះကိုယုံကြည်ရဆိုတဲ့အရာမှာကျွန်တော်တို့ဖះသခင်ခရစ်တော်ဖြစ်စေခြင်းနဲ့ကျွန်တော်တို့ကြင်ကြံစီခြင်းတဲ့အရာနဲ့ကျွန်တော်တို့ပေါ့နော်လှုပ်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်သားသမီးဖြစ်နိုင်အောင်ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါတယ်